အကြံဖက်စရက်ကလစဉ်ဖွင့်လှစ်ထားခဲ့သောစစ်မှုထမ်းတင်နန်းများအတွက်လူငယ်များကိုနေလမျိုးစုံဖြင့်စုဆောင်လျက်ရှိရမှာဇူလိုင်လအတွင်းဖွင့်လှစ်ထားရန်အတွက်ပြင်ဆင်နေသောစစ်မှုထမ်းပတ်စဉ်20ခုတွင်လူအလုံးလောက်မရှိခဲ့၍တင်နန်းဖွင့်လှစ်ရနောက်ဆုတ်ဖွင့်လှစ်ခဲ့ရကြောင်းနေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းများဌာနမှသိရပါသည်စရက်ကတင်နန်းပတ်စဉ်တစ်ခုလျင်လူငယ်9000ကျော်ခေါ်ယူလျက်ရှိပြီးလူရရှိမှုအပေါ်မှာမူတည်၍စစ်မှုထမ်းတင်နန်းများကိုရက်သက်မှတ်၍ဖွင့်လှစ်ပေးခဲ့ကြောင်းဇူလိုင်လအတွင်းစစ်မှုထမ်းပတ်စဉ်20ခုဖွင့်လှစ်ရန်ရှိတော်လဲတင်နန်းဖွင့်လှစ်ရန်အတွက်လူအရေးအတွက်အချိန်မီစုဆောင်းရမရရှိသေးတာကြောင့်လူအရေးအတွက်အချိန်မီစုဆောင်းမရရှိကြောင်းထို့ကြောင့်တင်နန်းဖွင့်လှစ်ရကိုနောက်ဆုတ်ခဲ့ရမှာဩဂတ်လ3ရက်နေ့မှသာစစ်မှုထမ်းပတ်စဉ်20ခုဖွင့်လှစ်နိုင်ခဲ့ကြောင်းထို့ကြောင့်ယခုဩဂတ်လအတွင်းဖွင့်လှစ်ရန်အတွက်ရှိနေသောစစ်မှုထမ်းတင်နန်းပတ်စဉ်28တွင်လူအများပြားကြိုတင်စုဆောင်းရေးခေါ်ယူထားရန်အတွက်နေပြည်တော်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကညွှန်ကြားလာခဲ့ကြောင်းညွှန်ကြားချက်ကိုမလိုက်နာပါကသက်ဆိုင်ရာပြည်နယ်တိုင်းခရိုင်မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့များကအရေးယူဆောင်ရွက်ရတဲ့အတွက်ညွှန်ကြားခဲ့ကြောင်းသိရှိရပါတယ်။ပုံမှန်အားဖြင့်စစ်မှုထမ်းတင်နန်းကျောင်းများတွင်အပတ်စဉ်တစ်ခုအတွက်လူဦးရေ900ဝန်းကျင်ခန့်ခေါ်ယူလျက်ရှိတော်လေယခုစစ်မှုထမ်းတင်နန်းအပတ်စဉ်20ခုတွင်လူရရှိမှုနေပါသဖြင့်တင်နန်းကျောင်းတွင်လူဦးရေ350နဲ့400ကြားဖြစ်သောတင်နန်းဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စရက်ကစစ်မှုထမ်းများစုဆောင်းရတွင်နိုင်ငံတော်ဝန်လုံးပေါ်တာဆွဲဖန်ဆီးခြင်းစစ်မှုထမ်းစားထိုးလူငယ်များကိုအယောင်းဝယ်ပြုလုပ်ခြင်းလူဖန်ဆီးသည့်ဖွဲ့များကလူငယ်များကိုလိုက်လံဖတ်ဆီးရောင်းဝယ်ခြင်းစစ်မှုထမ်းခြင်းများကောက်ခံကလူစားထိုးဝယ်ယူခြင်းစသည့်နယ်လမျိုးစုံဖြင့်လှုပ်ဆောင်ကစစ်မှုထမ်းလူငယ်များရရှိနိုင်ရေးအတွက်ပေါ်မူတည်၍ဈေးကွက်စီးပွားရေးစနစ်ဖြစ်ထွန်းလာအောင်လို့စုံစမ်းသိရှိရပါတယ်စစ်မှုထမ်းလူသားထိုးစနစ်ရန်ကုန်မြို့ပါဝင်မြို့ကြီးများတွင်လူငယ်များမကြာခဏပြောင်းဆုံးခြင်းများဖြစ်ပေါ်လျက်ရှိနေပြီးလူငယ်များကိုဖန်ဆီး၍ငွေညစ်ချောင်းချောင်းမှုများလည်းကျပြန့်စွာလှုပ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။ထပ်မံတင်ဆက်ပေးသွားမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရှိMSC ရင်ထိန်ရဲအိုတပ်ဖွဲ့ဝင်မှရင်ထိန်ရဲမှုမိုးကျော်ဟင်ကပြည်သူများစီးနှင်းအုံပြုနေသောမော်တော်ယာဉ်များနှင့်ဆိုင်ကယ်များကိုအကြောင်းမျိုးပြ၍ဖမ်းဆီးကာငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်းတောင်ကြီးဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်။ဩဂတ်လ1ရက်နေ့မှယနေ့ဩဂတ်လ6ရက်နေ့အတွင်းရဲမှုမိုးဟင်ကအနည်းဆုံး9ကြိမ်ရေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဒေသခံပြည်သူများပေါ်အနိုင်ကျင့်ငွေညှစ်မှုများရှိနေကြောင်းထို့ပြင်မိုးကျော်ဟင်းကိုယ်တိုင်ဦးဆောင်သောမော်တော်ယာဉ်များလည်းလိုင်စင်မဲ့ကားများဟုသုံးသပ်ပြောဆိုထားကြောင်းသိရပါတယ်။ရဲမိုးကျော်ဟင်းကယာဉ်များကိုစစ်ဆေးရာတွင်အကြောင်းမျိုးပြ၍ငွေကျပ်တောင်းကနန်းမှသိန်းကနန်းအထိငွေညစ်လျက်ရှိကြောင်းသိရပါတယ်။တောင်ကြီးမြို့ခံမျိုးသမီးများကလည်းမြန်မာပြည်တနိုင်ငံလုံးမှာတောင်ကြီးတစ်မြို့တည်းပဲဒီလောက်ထိကားတွေကွက်ပြီးတော့ဖမ်းနေတာပါကြားလိုက်ရင်တော့မြို့မှာနေရတာတော့မပြောတော့ဘူးဘောမမြို့လို့လည်းပြောခံရတယ်ပြည်သူတွေလည်းအနှိတ်ကိုခံရတယ်လို့ပြောဆိုလာခဲ့ပါတယ်ရဲမိုးကျော်ဟင်းက၎င်းကိုယ်တိုင်ပြင်တပည့်ရဲများကိုလည်းငွေရှာခိုင်းနေကြောင်းတတော်ကိများပါဝင်ကိများတွင်သူ၏တပည့်ရင်ထိန်ရဲများကိုလည်းခြားထားကငွေညှစ်ခိုင်းကြောင်းအခြားသောရင်ထိန်ရဲရရှိများကလည်းလိုင်စင်မဲ့ကားများနှင့်ဆက်ဆက်နေသောကားပစ္စည်းများလိုင်စင်မဲ့ကားများအသုံးပြုနေသူများထံမှလက်ငွေများကောက်ခံကမိုးချုံဟင်းထံသို့ပေးသွင်းရကြောင်းသိရှိရပါတယ်။ထို့ကြောင့်တောင်ကြီးမြို့နယ်အထွက်တတော်ဂိတ်ရွှေညောင်ဂိတ်တွင်ကလုံမြို့နယ်ရှိဟဲဟိုမြို့နယ်တန်တွဲဂိတ်ရန်နောင်ဂိတ်မိုင်းမုံဂိတ်အပါအဝင်ငွေကြေးရရှိလွယ်သည့်ဂိတ်များတွင်လည်း၎င်း၏လောက်ခံငယ်သားများရဲများကတာဝန်ချထားပြီးရင်မော်များထံမှငွေကြေးများတောင်းခံနေကြောင်းသိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းတာယာဝတီခရိုင်ကြောက်တွင်းကြီးမြို့နယ်ကျေးရွာရှိမြိုင်တာယာကျေးရွာတွင်နေထိုင်သည့်စစ်တပ်သတင်းပေးရိုင်မိုးကျော်အောင်နှင့်ပြူစောတိဖွဲ့ဝင်မြင့်ကြိုင်တို့ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဝေရောက်ဖမ်းဆီးရန်အတွက်ဆောင်ရွက်စဉ်ပြည်လည်ခုခံထွက်ပြေးခဲ့သဖြင့်ပြစ်ခတ်ဖမ်းဆီးနိုင်ခဲ့ရမှာနှုတ်စလုံးသေဆုံးခဲ့ကြောင်းတာယာဝတီကလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထမှသိရှိရပါတယ်။ဩဂတ်လ4ရက်နေ့ညနေ3:30မိနစ်ချိန်တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းတိုင်းစစ်ဒေသပဲခူးတိုင်းစစ်ဒေသဗျူဟာ20လောက်ရှိတာယာဝတီခရိုင်တရင်3800နဲ့တခွဲတာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကမှရွှေတန်းမြေတာယာဝတီကလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်း၍အဆိုပါ2ဦးကိုရှောက်တခင်ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဖမ်းဆီးချိန်တွင်ကျော်အောင်နဲ့မြင့်ကြိုင်တို့ကဘာမခံပဲပြည်လည်ခုခံထွက်ပြေးရန်အတွက်ကြိုးပမ်းခဲ့သဖြင့်တော်လှန်ရေးတပ်ဖွဲ့များကလိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနေရာမှာနေနှုတ်စလုံးပွဲချင်းမိသေဆုံးခဲ့ကြောင်းသိရပါတယ်။သေဆုံးသူကျော်အောင်နဲ့မြင့်ကြိုင်တို့သည်စစ်ကောင်စီစစ်မှုထမ်းဥပဒေအတွက်ကျေးရွာတွင်တအိမ်နောက်လျင်ငွေကျပ်9000မှ1000ခွဲအထိကောက်ခံခဲ့တာဖြစ်ပြီးငွေမပေးနိုင်သူများကိုချိတ်ပိတ်မည်ဟုချင်းချောက်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်းထို့ပြင်တော်လှန်ရေးတပ်ဖွဲ့များ၏တရင်ချက်လက်များကိုစစ်ကောင်စီထံတရင်ပေးပို့ခြင်းခေကြေးကောက်ခံခြင်းနှင့်ဒေသခံပြည်သူများထံမှငွေကြေးတောင်းခံမှုများပြုလုပ်ကြောင်းတော်လှန်ရေးတပ်ဖွဲ့များ၏ပြောဆိုချက်များရသိရပါသည်။အဆိုပါတော်လှန်ရေးတပ်ဖွဲ့များကပြည်သူများနှင့်တော်လှန်ရေးအင်အားစုများကိုထိခိုက်နစ်နာစေသည့်စစ်ကောင်စီသတင်းပေးချက်များထောက်တိုင်များကိုဆက်လက်၍အရှိန်ဟုန်မြင့်ဆောင်ရွက်သွားမည်ဖြစ်သဖြင့်ဒေသခံပြည်သူများနှင့်ဖြင့်ရင်ပုတ်ကိုများနှင့်နိကတ်စွာတွာလာခြင်းများမပြုလုပ်ကြရန်အတွက်သတိပေးလာခဲ့ပါသည်။